โอเคဒါကကျွန်တော်ဟိုပါပေါ့ Gravity မှာ Gravity အကြောင်းကိုတိတ်မသိကြသေးလို့ပေါ့ Gravity ကဒါကတော့ကျွန်တော်လောတဲ့ Gravity website ထဲမှာပေါ့ website ထဲမှာကျွန်တော်အများဆုံးတက်တွေလောက်ကားတယ်နေဥပမာအထင်ကျွန်တော်လက်ရှိဒီမှာ ammo မှာ OAD ယူတာတို့ပေါ့လေကျွန်တော်တင်ပေးထားတယ်ဒီမှာဒီ Tesla မှာဆိုရင်လည်းသူ Tesla Wallet quest တွေပါရှိတယ်သူကကြတော့ဒီ quest တွေအတွက်ဒီ project တော်တော်များများသုံးကြတဲ့ဒီ platform ကြီးပေါ့ပြီးတော့ interact တို့ micro တို့လည်းရှိတယ်သူ့လိုမျိုးပေါ့ဒါပေမဲ့သူကအသုံးအများဆုံးပဲသူကအသုံးအများဆုံးပဲသူ့ပေါ်မှာ layer 1 project တွေလည်းရှိတယ်အများကြီးပဲတော်တော်သုံးပါတယ်ကျွန်တော်အားကြောင့်လို့ Gravity ကတော့မဖြစ်မနေအဲ့တော့ကောင်းမယ်ဆိုရင်မဖြစ်မနေလောက်ကမဲ့ထဲကိုပါတယ်Tesla တွေဆိုမှလည်းပါတာပဲရိုးရိုး gaming project တွေမှာလည်းပါတာပဲဥမာမိုးနဲ့လို့အများကြီးဖြစ်နေတဲ့ဥမာ ecosystem များတဲ့ကောင်တွေမှာတော့မှလည်းပါတာပဲအဲ့တော့ကျွန်တော်ဒီမှာ Gravity မှာကျွန်တော်လောတဲ့ Gravity website ထဲကိုဝင်လာရင်ကျွန်တော်ဒီလိုပဲမြင်ရမှာပဲမြင်ရရင်ကျွန်တော်ဒီမှာ browser လောကမှာတော့ wallet ချိန်ကမှာပဲဒီနေရာလေးကိုသွားမယ် wallet ချိန်မယ် wallet ချိန်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာမှမလုပ်ခင်အရင်ဆုံး setting ထဲကိုသွားလိုက် setting ထဲကိုသွားပြီးရင်ကျွန်တော်ဒီမှာ social ရှိတယ်ဒါတွေကိုအရင်ချိန်လိုက်ဥပမာအထင်ဒီမှာ Twitter တို့ Discord တို့ GitHub တို့ Telegram တို့အကုန်ချိန်လိုက်လို့ရှိရင်ပြီးသွားပြီဆိုရင်ကျွန်တော် quad တွေစလုပ်လို့ရပြီquad တွေစလုပ်လို့ရပြီဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်ဒါဆိုထားပါတော့ကျွန်တော်ကိုက error လုံးနေ link တစ်ခုကနေဝင်လိုက်တယ်ဒီလို quad လုပ်တဲ့ file ကိုရောက်သွားတယ်ဆိုရင်ကျွန်တော်ဒီမှာ quad တွေလုပ်တယ်ဥပမာအထင်ဒီမှာသူ follow လုပ်ခိုင်းတာလုပ်တယ်ပြီးသွားရင်ဒီမှာ rules ရှိလို့ရှိရင်ဒီတက်တွေလုပ်တယ်ဒီမှာသူလုပ်ခိုင်းတဲ့တက်တွေလုပ်တယ်ပြီးခွင့်ကျွန်တော်တို့ကို point လေးတွေပေးတယ်ဘယ်လို point လဲဆိုတော့ဥပမာကျွန်တော်ဒီမှာဒီတက်လုပ်ရင်သူပြထားပြီးသားဒီတက်လုပ်ရင် point တွေရမယ်ဒီတက်လုပ်ရင်25 point ရမယ်ပြီးတော့ဒီမှာ goal လေးတွေလည်းပေးတယ်အဲ goal အကြောင်းကိုပြီးမှကျွန်တော်တက်ထပ်ပြောမယ်အဲ့တော့ဒီမှာ25 point ရတယ်ဆိုတော့ထားပါတော့ကျွန်တော်ယူလိုက်မယ်ယူဖို့ဆိုရင်ကျွန်တော်တို့မှာကျွန်တော်တစ်ချက်ရှုပြပေးမယ်ယူဖို့ဆိုရင်ကျွန်တော်မှာ fee လို့တယ် fee ကကြာတော့ကျွန်တော်ဒီမှာ 0.04 ဒေါ်လာကိုကုန်မယ်အဲ့ဒါကျွန်တော်တို့ကဒီမှာ Ethereum နဲ့ယူလို့ရတယ် Ethereum နဲ့ယူရင်5 ဒေါ်လာလောက်ကုန်မယ်ဒီကျွန်တော်တို့က Gravity တက်တွေကအများကြီးလောက်ကအဲ့တော့ဒီယာကြီးနဲ့တွားယူလိုက်ကျွန်တော်မွဲဖို့ပဲရှိတယ်အဲ့တော့သူ့ရဲ့ native ဖြစ်တဲ့သူ့ရဲ့ G token ရှိတယ်ဥပမာကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်သူ့ရဲ့G tokenကဒီမှာကျွန်တော်တစ်ချက်ကြည့်လိုက်ရင်263 G ကိုမှ 3.8 ဒေါ်လာပဲရှိတယ်ဆိုတော့အဲ့လောက်ထည့်ထားရင်ကိုအဆင်ပြေတယ်ကို wallet ထဲကိုသူ Gravity Alpha mainnet ပေါ်မှာပေါ့ကျွန်တော်ဒီမှာ claim directly နှိပ်ပြီးတော့ကျွန်တော် wallet ထဲမှာကိုဘာညာပေးပြီးတော့ယူလိုက်ရုံပဲလို့တဲ့ကျွန်တော်ပေါ့အပ်ကဘယ်လိုထည့်တော့ကြာမှာဒီမတာမထဲကိုတော့ကြာမှာနေတယ်โอเค fade သွားပါတယ်ပြီးတော့အဲ့ဆိုကျွန်တော်အဲ့တိုင်းယူလိုက်မယ်ကျွန်တော် point ရမယ်ဆိုတော့ကျွန်တော်ရှေ့မှာဒီ Gravity point နေမှာဒီလို25 point လို့သူ point တွေကိုချိန်ပြီးပေးသွားတဲ့ project တွေလည်းရှိတယ်ဒီလို project တွေလည်းရှိတယ်ပြီးတော့ဒါမှမဟုတ်ဒီကိုဘလောက်သူတို့ project ပေါ်မှာလောက်ထားလဲဘလောက်စိတ်ဝင်စားမှုရှိလဲဆိုပြီးတော့ project တွေဘက်ကကြည့်ပြီးတော့ပေးတာလည်းရှိဆိုလို့ရှိရင်ကျွန်တော် ammo ထဲမှာဆိုရင်ခုနကျွန်တော်ဒီမှာပြလိုက်တဲ့ထဲမှာကျွန်တော်ဒီ tax တွေလောက်ရင်ကျွန်တော် point ပေးမယ်100 point ပေးမယ်အဲ့ point လေးတွေကိုကိုအကောင့်ထဲမှာရှိမယ်ကိုအဲ့ point တွေကြည့်ပြီးပြန်ပေးခြင်းလည်းပေးမယ်ဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်ဒီမှာ OAD ကကျွန်တော်ဘာနဲ့ like man လဲလို့ပဲသဘောထားလိုက်အဲ့လိုသဘောမျိုးနဲ့အလုပ်လုပ်တယ်သူကဥပမာအထင်မလုပ်လို့လဲဆိုတော့ကျွန်တော်ဒီမှာသူလောက်ခိုင်းတဲ့တက်တွေလောက်ပေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ OAD ယူလို့ရပြီကျွန်တော် OAD ယူလိုက်မယ် OAD ယူရင်ကျတော့ကျွန်တော်သူလိုတဲ့ fee က polygon ဖြစ်သွားမယ်ဒီ polygon ဖြစ်သွားမယ် polygon ကလည်းအတူတူပဲ polygon ကလည်းသူတစ်ခါယူရင်ကဘယ်လောက်မှမရှိ
1 polygon လောက်ပဲရှိတယ်တစ်ခါကျရင်တော့မရှိအဲ့တော့သူလည်းတူတူပဲ$2 $3ပို့လောက်ဆိုရင် polygon လေးအများကြီးရတယ်ဒါပေမဲ့ polygon ကလိုတာတော့ရှားပါတယ်အဓိကကတော့ကျွန်တော်ဒီ G ပဲ G ကတော့အဓိကပဲဒါက OAD ယူခိုင်းတဲ့ project မလို့ကျွန်တော် polygon 3ပေးရတာဒီမှာဆိုရင်ကျွန်တော်ဒီမှာလေ OAD တွေအများကြီးပဲအဲ့ဒါကြီးယူတာရှိမယ်ဒီလောက်ဆိုရင်ရပြီနောက်ဆိုရင်ကျွန်တော်လက်ဒီမှာတက်လုပ်လို့ရပြီဘာလို့လဲဆိုတော့ကျွန်တော်သူ့လောက်ခိုင်းတဲ့တက်တွေကိုကြည့်လိုက်အများစုကိုကြည့်လိုက်မယ်ဆိုရင်အဲ့မှာ follow လုပ်ခိုင်းတယ်ဒီမှာလည်းအိမ်မှာ follow လုပ်ခိုင်းတယ်အိမ်မှာလည်း follow လုပ်ခိုင်းတယ်ဒီမှာလည်းအိမ်မှာ follow လုပ်ခိုင်းတယ်အဲ့တော့ခုနကကျွန်တော်အကောင့်စဖွင့်တဲ့နေရာမှာအိတ်ချိတ်ပြီးသွားပြီလေမဟုတ်ရင်ကျွန်တော်တက်လို့မှာအပြေးသွားချိတ်နေရမှာနောက်ပြီးခုန Telegram အတူတူပဲကျွန်တော်ဒီမှာချိတ်ပြီးသွားပြီဒါလေးရောကျွန်တော်ဒီမှာ Telegram မှာပဲသူ့ရဲ့ app ကိုဖွင့်ခိုင်းတာဆိုဒါလေးတွေက fake လို့တော့ရပါတယ်ပြီးတော့ကျွန်တော် Discord ချိတ်ပြီးသွားတာဆိုရင်ကျွန်တော်ဒီမှာသူပြောတဲ့ verify rule လေးယူပေးလိုက်ရင်ဒီတက်ကလည်းပြီးသွားမယ်ဒီမှာကျန်တာလည်းအိတ်တွေပဲကျွန်တော်အောက်ကဟာကြည့်အောင်လားအတူတူပဲအိတ်တွေဒီမှာဆိုရင် Discord ဒီမှာဆိုရင်အိတ်ပဲဒီမှာဆိုလို့ရှိရင် Telegram အတူတူပါပဲကျွန်တော်အောက်မှာအကုန်လုံးဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ website ကိုတွားပြီးတော့ခြိခိုင်းတာရှိတယ်အဲ့တော့ကျွန်တော်တို့ကကြည့်ပေးလိုက်ရုံပဲဘာမှထူးထူးဆန်းဆန်းတော့မဟုတ်ဘူးကျန်တာတွေကဒါရင်းနဲ့ပဲလဲနေတာအဲ့ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကြီးလောက်တက်သွားပြီဆိုရင်ဒါစီကအဲ့လောက်ကြီးထွေထူးထူးမဟုတ်ပါဘူး GB ရှင်တက်လုံးမယ် GB ရှင်ကျွန်တော်ယူရရှိရရှုမယ်ပြီးသွားပြီဒီလောက်ပဲအဓိကအဲ့ဒါပဲဥပမာအထင်ကျွန်တော်ဒီမှာဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့ဒီ MO project ဆိုလို့ရှိရင်သူ့မှာ OAD 5ခုရှိတယ် OAD 5ခုရှိတယ်အဲ့လို5ခုရှိတယ်ဒီ5ခုကိုယူလို့ရှိရင်သူက Discord မှာ MO OG rule ပေးတယ်အဲ့တော့ကျွန်တော်တို့က MO OG rule ရဖို့ဆိုရင်ကျွန်တော်ဒီ OAD 5ခုလုံးကိုယူပေးရတယ်ဒီလိုမျိုးတွေပေါ့လက်လုံးလေးမှာဒီ Galaxy က point တွေကိုကြည့်ပြီးတော့ပေးသွားတဲ့ error လည်းရှိတယ်တခြားလိုက်တော့လို့လည်းလူဆိုရင်$100ကနေ$400လောက်ထိရလိုက်တယ်အဲ့တော့ဒါကတော့ Galaxy အကြောင်းပေါ့နောက်တစ်ခုကပါရှိအောင်လဲဆိုတော့ကျွန်တော်ဒီမှာ goal လေးတွေဒီ goal လေးတွေခုနကျွန်တော် point လို့ဒီမှာ point ယူလို့ရှိရင်သူ goal လေးတွေပါပေးတယ်လေအဲ goal လေးတွေကကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်ပေါက်လေးတွေပြန်ဖောက်လို့ရတယ်ဒီမှာဒီပေါက်ထဲမှာဆိုရင်ကျွန်တော်ဖောက်မယ်ဆိုလို့ရှိရင်ဒီမှာ G60 ပေါက်ရင်ပေါက်မယ် G20 ပြန်ပေါက်ရင်ပေါက်မယ်10ပေါက်ရင်ပေါက်မယ်ဒါမှမဟုတ်ဒီ goal လေး30ပဲပြန်ပေါက်ရင်ပေါက်မယ်ဒါတော့ကိုနောက်လောက်တာများလာရင်ဒီလိုမျိုးgoal တွေများလာလို့ရှိရင်ကျွန်တော်ဖောက်ချင်တာဖောက်လို့ရတာပေါ့ကိုကဒီမှာ level 3တွေဘာတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်$100တို့ဒီမှာဆိုရင်$15တို့ 0.5 E တို့ပါတော့ပါတယ်အဲ့တော့စီကတော့လုံးတက်ပါတယ်တိတ်ပြီးတော့ထူးထန်ထန်လည်းမဟုတ်ဘူးလုံးကတော့တင်းဖို့တော့ကောင်းတယ်ဒါပေမဲ့လုံးတက်တယ်တစ်ခါကျရင်သူကမေးခွန်းလေးဖြည့်ပေးရတာလည်းရှိတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ဒီမှာချီကိုဘယ်လိုဖွေးရမလဲဆိုရင်ကျွန်တော်ဒီကောင်းကိုလည်း link ထည့်ပေးထားမယ်ဒီကောင်းကျွန်တော်ဒီတိုင်းမှာကျွန်တော်တခြား website တွေလည်းအများကြီးရှိတယ်တုံးလို့ရတယ်ဥပမာ Gadget တို့ဘာလို့လည်းရှိတယ်ဒါကတော့ကျွန်တော်အလွယ်ပြလိုက်တာပေါ့ကိုအဆင်ပြေတဲ့ website ကနေတုံးလို့ရတယ်ကိုကြိုက်တဲ့ဒီမှာဘယ်ကနေပြီး play လုပ်ချင်လဲဥပမာအထက်ကျွန်တော်ကဒါပါတော့ base Italian ကနေပြီးတော့ gravity ကို play လုပ်ချင်လုပ်မယ် gravity ကို play လုပ်ချင်လုပ်မယ်ဒါမှမဟုတ်ကျွန်တော်ကဟိုဒီ claim မို့ polygon လို့လဲဆိုရင်လဲပိုးကို play လုပ်ချင်လုပ်မယ်ဥပမာ$1ပိုးလောက်လေးဆိုတော့မှတော်တော်လေးကိုအဆင်ပြေတယ်ဒီမှာ3ပိုးရတယ် fee ရတော့များတယ်အဲ့တော့ fee ရတော့ကိုကြိုက်တဲ့ website မှာချင်းချင်းပြီးတော့လုပ်ပေါ့ဒါဆိုရင်ရပြီကျွန်တော် graphic ကဒီလောက်ပဲဒါပဲအများစုကတော့ကျွန်တော်တို့ test လုပ်မယ် point ယူမယ်ဒါမှမဟုတ် OAD တွေယူမယ်ဒီလောက်ပါပဲကဲအဲ့ဒါလို့ရှိရင် graphic အကြောင်းကိုတော့နားလည်လောက်မယ်ထင်ပါတယ်